မင်္ဂလာပါမောင်နှမတို့ရေပိုင်းခုနှစ်နောက်ဆုံးပိုင်းကကြိုဆိုပါရနော်ပြီးလို့ရှိရင်ကြော်တဲ့အပိုင်းလေးတွေလည်းနောက်ပိုင်းမှာဆက်ပြီးတော့နောက်ဆက်တွဲလေးတွေလည်းဗီဒီယိုလေးတွေရှိနေမှာပါအခုပိုင်းခုနှစ်နောက်ဆုံးပိုင်းမှာဆိုလို့ရှိရင်ကျမတို့ကကြော်ပါတော့မယ်အားလုံးစင်တဲ့အနေထားမှာကျမတို့ကကြက်သားတွေကိုယူလိုက်ပါတယ်ကြက်သားတွေကိုယူလိုက်ပြီးတော့ကျမတို့ကကြက်ဥရေထဲမှာ10စက္ကန့်လောက်စိမ်လိုက်ပါတယ်နော်ပထမဆုံး3လုံးကြော်မယ်ပေါ့နော်3လုံးကြော်မယ်ကြက်ဥရေထဲမှာ10စက္ကန့်စိမ်လိုက်ပါတယ်10စက္ကန့်စိမ်ပြီးတဲ့အခါမှာသူ့ကိုဆယ်ပါတယ်ရေးစင်အောင်စစ်ပါတယ်နော်ရေးစင်အောင်ခါချပါတယ်နော်သူ့ကိုရေးစင်အောင်ခါချဖို့လိုတယ်နော်ရေးစင်အောင်ခါချမှသာကျမတို့ကြော်တဲ့အခါမှာအဆင်ပြေပါရေးကိုစင်အောင်ခါချလိုက်ပါရေးမစင်လို့ရှိရင်ဒီကြက်ကြော်ရဲ့အပေါ်ကွန်ဟာမာနေတာအသားမာနေတာစမ်းကောင်းတာကြက်ခဲကြီးဖြစ်နေတာတွေဖြစ်တတ်ပါတယ်ရေကိုစင်အောင်ခါချလိုက်ပါပြီးလို့ရှိရင်ကျမတို့ဂျုံမုတ်အိုးထဲကိုထည့်လိုက်ပါဂျုံမုတ်အိုးထဲကိုထည့်တဲ့အခါမှာဂျုံသားနဲ့ဖွားဖွားလေးမွမွလေးနေရတာနော်သူအတင်းစုပ်နေတာမဟုတ်ဘူးနော်ဖွားဖွားမွမွလေးလက်ကလေးနဲ့သူကုန်နှံ့အောင်ပေါ့ဒီအသားလေးတွေထဲထိရောက်အောင်ပေါ့နည်းနည်းလေးဟောဖွားမွမွလေးနော်ကုန်နှံ့အောင်နော်အသားလေးတွေရောက်အောင်ဖွားမွမွလေးအသားကြီးအတင်းဖိသိမ့်နေလိုက်တဲ့အခါကျတော့ရှင်ကြက်ခဲကြီးဖြစ်သွားပြီစားမကောင်းနော်ဖွားမွမွလေးနဲ့ဝင်အောင်ပေါ့ဖွားမွမွလေးအားလေးတတိထားပါဒီနေတာလေးကဟောဒီမှာလက်ကလေးနဲ့ဒီကြက်သားနှက်ပြီးသားကိုလက်ကလေးနဲ့ဂျုံမှုံလေးနဲ့နေတာလေးရပဲဒီကြက်သားရဲ့အရသာနဲ့ကြွရွာမှုစားကောင်းမှုတွေကိုဖြစ်စေတာပါနော်မူလအရသာတွေကကောင်းပြီသားပါရေကုန်းအောက်ထဲကိုလက်လှမ်းမှာထည့်ပါဂျုံမှုတ်တွေကိုနေရာအနှံ့ကြက်သားရဲ့နေရာအနှံ့ရောက်အောင်ထည့်ပေးပါဒါကကြက်သားကြော်တစ်ခုစားကောင်းတဲ့အဓိကအချက်တွေပါနော်ကြရန်ကဒီအချိန်ကြီးကခဏလေးပါနော်ခုကတနန်းသားတွေကိုတေးကြအောင်ပြနေလို့ဒါသူကကြာနေတာပါဒီအချိန်လေးကခဏလေးပါနော်သူ့ကိုမှုံလေးတွေနေရာအနှံ့ဝင်အောင်နှိပ်ပေးရမယ်နော်ပြီးလို့ရှိရင်စီအိုးထဲထည့်တဲ့အခါမှာလည်းကြက်နေအောင်ထည့်လို့မရအောင်နော်တခြားနေပြရတယ်နော်တနန်းသားတို့ဒီနေရာလေးကအဓိကနော်အထက်ဖြစ်ချင်လို့ရှိရင်တခါကြက်ဥရည်တဲ့ကိုပြန်စိမ်ပြန်ကြော်လုပ်လို့ရတယ်နော်အဲဆိုအထက်အဖက်ရှည်လေးတွေရှယ်ကြက်ကြော်တွေဖြစ်ကုန်တာပေါ့နော်အဲ့ဒါမျိုးတွေရှိပါတယ်ဒါကြက်ဥရည်တဲ့ကိုတစ်ခါပြန်စိမ်ဒီတိုင်းကိုကြက်ဥရည်တစ်ခါပြန်စိမ်တစ်ခါပြန်ဒီဂျုံမုံနဲ့မှွေလို့ရှိရင်အထက်မွမ်းမွားလေးတွေဖြစ်သွားတာပါအခုတော့နော်တော်တော်လှပြီနော်တော်လှပြီနော်ဒီမှာကြက်ပောင်ဆိုလို့ရှိရင်လည်းသူ့ကိုရေကုန်နေလှန်မှာအထဲအထိနော်ထဲကရေကုန်နေထဲအထိကိုမှွေပါဂျုံသေးချာကပ်ပါဒီဂျုံလေးကိုကတ်တဲ့အခါမှာအတင်းဖိသိပ်ပြီးမကပ်ပါနဲ့မွမ်းမွားလေးနဲ့ရွရွလေးနဲ့နေရာနှံ့အောင်ပါထည့်ပါအကုန်လုံးနေရာနှံ့ဝင်အောင်ထည့်ပါမွမ်းမွားလေးကြိုင်ပါဒါဆိုဆရာကြီးစင်မယ်နော်ဒီအဆင့်ကိုပိုင်နိုင်သွားလို့ရှိရင်မိမိရဲ့ကြက်ကြော်လေးကလှတာမွတာထက်ကလေးတွေဖြစ်ပါတယ်နော်အရန်ကိုဒီတွဲရွယ်နဲ့တခါလေဒီတော်တော်ကြီးကိုလှလှပကြက်သားလုံးဖြစ်ချင်တယ်ဆိုရင်တော့ကြက်ဥကြီးထဲမှာ3ကာစိန်ဂျုံမုတ်ထဲမှာ3ကာမှွေပြီးလို့ရှိရင်ခါချပြီးတော့ပြန်ကြော်ပေးပါအခုဆိုရင်မှွေပြီးသွားပြီနော်ကြော်တဲ့အဆင့်ကိုသွားပါမယ်ကျမတို့ကြော်တဲ့အခါမှာဒီမှွေပြီးသွားတဲ့ကျမတို့ဒီကြက်သားတွေကိုကြော်ဦးလေးထည့်ပါမယ်ဂျုံကိုအောင်ခါပါနော်ကိုအောင်ခါထည့်ပါပြီးရင်သူ့ကိုချောင်းလေးထည့်ပါနော်ဟောထည့်လိုက်ပြီနော်မြင်တယ်နော်သူ့ကိုချောင်းလေးထည့်ပါနော်ကြက်အောင်ထည့်ပါနဲ့ကြက်အောင်ထည့်လိုက်တဲ့အခါကျရင်ကြော်တဲ့အတွက်ကြော်အိုးမဆက်တဲ့အတွက်စားမကောင်းပါဘူးသူဆီမှာ3ထည့်ချင်ပါတယ်ဒါပေမဲ့အိုးမဆက်မှာဆိုလို့2ပဲထည့်ကြပါတယ်ကြက်သားတော့ကဒီတစ်ခေါက်ကြီးသွားလို့ပါပြီးရင်ဒီအိုးထဲမှာဖုံးလေးပိတ်ပြီးတော့73မိနစ်ထားပါတယ်73မိနစ်အချိန်စီတာနဲ့ကျမတို့ဖွင့်လိုက်တာနဲ့ကွက်တိဖြစ်ပါတယ်เนาะချိန်လည်းမလျှော့ပါဘူးချိန်လည်းမပိုပါဘူးเนาะ73မိနစ်ကွက်တိထားပြီးတော့
ဒီမီးအပူချိန်165ဒီဂရီစင်တီဂရိတ်မှာဒီကြက်ကြော်တွေကိုချောင်းလေးထည့်ပြီးတော့73မိနစ်အတိထားပါတယ်73မိနစ်အတိမှာဆယ်လိုက်ပါတယ်ကြက်ကြော်ကအင်တန်လှပါတယ်ခဏဖွင့်ကြည့်လိုက်လှုပ်လိုက်မလှုပ်ပါနဲ့နော်အဲ့ဒါဆိုကြက်ကြော်ကနည်းနည်းဟိုမလှတာတွေအယောင်သိမ့်မလှတာတွေအနက်မမှန်တာတွေဖြစ်တတ်ပါတယ်ဒါလေးထားလိုက်ပါအားလုံးပဲကြက်ကြော်ထွက်လာတဲ့အခါပြပါအောင်မယ်နော်အားလုံးပဲကြက်ကြော်တွေကြော်ပြီးတော့အားလုံးပဲဆင်ပြေကြပါစေနောက်ကြက်သားကြံတာလေးလည်းပြီးဆုံးအောင်ကြော်ပြသွားမယ်နော်